ကတော့မ mistake ပါဒီနေ့မှာတော့ကျွန်တော်တို့ရှာဝါးမရောင်းတဲ့ game ကိုဆော့အောင်ပါဗျာမြာဒီ game တော်တော်လေးနာမည်ကြီးပါဗျာစတဲ့မှာတော်တော်များများလည်းဆော့ပြီးသွားပြီမြာအဲ့ဒီရှာဝါးမရောင်းတဲ့ game မှာကျွန်တော်ဘလူးကြီးမြာတရေ6ခါမယ်ဆိုတော့ကြီးရှိသွားပါတော့ခင်ဗျာကျွန်တော်လည်းဒီ game တစ်ခါပဲဆော့ရသေးတယ်မဆော့ဘူးဒီတော့ကမှအဲ့ဒီဘာတော့ stream မှာဆော့လိုက်တယ်တော့ကျွန်တော်တော်ကြိုက်တော့အဲ့ဆော့ကြည့်ရပါတယ်ဘိုးလော်ထဲမှာဆိုရင်တော့ချိန်တော့လို့ရတယ်ဒါကျွန်တော် Play Store ကနေတောင်းထားတာပေါ့နော် Play Store ထဲမှာဆိုဒီလို game မှာများရွေးဒီတော့စိတ်ဝင်ထားရတယ်ဗျာဒီရိုးရတော့မိုက်အားကိုင်းလိုက် level လားမသိဘူးခဏဟောဒီမဲ့ကျွန်တော်ဒီတော့ဘာလို့ရှင်လဲကျွန်တော်ဒါပါရှောဝါမလန်ဒါကြတော့စတဲ့ခေါ်ရတဲ့အားလုံးဒီအဝဲဆော်ကြည့်တာဒီအမိုက်ကိုရှင် just not ဒီဒါရွေးမိုက်တော့ကိုခုနပုံလေး AI နဲ့လောက်လိုက်တယ်ပုံလေးအစားညားလာဟန်မိုရှိရယ်ရှောဝါမစပိုင်ရယ်ရှောဝါမလည်း morning တော့ကွာဟန်မိုဆောရယ်ကွာဘာဖြစ်လဲဟာ freezing just freezing me ဘာလို့ကောင်းလဲကျွန်တော် frozen me ပဲထားလိုက်မယ် frozen me တပါတော့မသိနားမလဲဘူးရတယ်ဆော့လာတော့ဟာဆိုတာပဲရောင်းလိုက်မယ်ကျွန်တော် high ကပါလာတယ်ကျွန်တော်ပြောကြအောင်နော်နေ့လည်ခင်းမှာလာညလိုက်ကိုနေ့လည်ခင်းတော့ထားလိုက်မယ်နေ့လည်ညညမောင်းနေနေ့လည်ခင်းတော့ဟောကျွန်တော်မြင်ရအောင်โอเคစံစရိပတိရများလာတယ်ခဏလေးနော်စံစရိပတိတွေချိန်လို့မရဘူးဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ရဲ့ရှောင်းမစာလေးကိုကြွားတယ်အဲ့တော့ဒီဒါတော့ယူတော့ကျွန်တော်ရှားပါမိုက်ဆိုရင်ဒါနဲ့ဒါကိုလီးပြီးတော့ကျွန်တော်မုံမထဲရမြောင်လေးစော်လေးမာကြီးဟုတ်ကဲ့မာကြီးဘာလို့ကျွန်တော်လဲဟောဒီရရောဟုတ်ပြီတန်ထဲမယ်ဒါမထဲဘူးဟုတ်ပြီချက်တာဟုတ်ပြီဟာမို့ဟုတ်ပြီရပြီโอเคမစိုးကွာဆော့လို့ရတော့မိုက်ဟုတ်ပြီမိုက်ထောင်းရလာပြောင်းတော့မိုက်တယ်ကြောင်ရေးထိုင်ပြီးတော့အေးဆေးလေးဟာဘာတော့ဟာကြောင်ညာရဲလာတယ်ရောင်းထိုင်ပြီးတော့ဟိုလေးလုပ်လိုက်ကောင်းအေးဆေးလေးထိုင်လိုက်ပါဦးကွာဆန်းလူတော့ရှင်းနေတယ်ကားရဖြစ်ရတယ်ဟုတ်ပြီ Hey what nhau đi mày làm món này đi nhau bây giờ thì nó đã bây giờ nhưng mà nhau mu ai bây giờ đi đâu nhau đi ta cái lấy ra ya đi nấu ra rồi hả what the hell nhau đi cái này nhau người ta muốn nghe là vô nhau gì bao nhiêu đây là được ông để lên rồi không biết like gì à ê không mà nó mì bị một là sao đi sao cái này nó một là ê sao cái này nó bị béo à gì lưu lại cái là ba cô ý chứ đâu thì mà sao mai à trời ơi chứ đâu thì mà sao mai là sần đi bia là sao lại bảo ô ok là sao cho nó làm điều cô ý số đã tao chỉ nó ok ya mày bia nào đi nó cô ý đi số ra đi đi ya là cái này gì đấy ha nó đã vui rồi ôi đi mà ya bị cô AC về quá sao thế à mình sau này AC về mình cô gì AC về Thái này bọn mày quá thì phải cái đây là ai đã con này đã Thái à té mà là bà bên cái rồi nhau nha té à đấy han đạp ya té à xí sai xí là cả ya đâu cả cho nó té hủ xong gì mà phim lòng người cho nó sưng lại xí ai nhớ này à ba what the hell no you know yang gì mà
ပြပါဦးအမေလေးစောက်သေးရတာရိုးရောက်ကြီးရောက်ပါအမေလေးလာရိုးရောက်ကြီးပဲကျွန်တော်ရောင်းပေးရတယ်အေးကားတိုက်ပါဘူးကားတိုက်ပါပါရိုးရောက်ကြီးသေးရလေဗျာကျွန်တော်လူပဲနော်သေးရလေသူတို့ဘိုက်ဆာမှာပဲကျွန်တော်ကျွေးလိုက်တာမမားပါဘူးဖြစ်တယ်နော်သေးရလေရောင်းပါပဲဟောပါဖြစ်တယ်စီးပွားရေးဆိုအဲ့လိုတောင်းနေရတယ်ဟောရိုးရောက်ကြီးနောက်ကခင်ဗျားငယ်ကြီးတွေကျွန်တော်စီလွတ်လိုက်ပါဦးဗျာအေးနောက်တည်းရရှားလိုက်ကိုရေခဏလေးပြောကျွန်တော်ဆိုင်တရေကြရဲဟိုလူကြရဲဒီလိုပဲကြကျွန်တော်ရှားရဲကိုခဏလေးကဲရယူကွာကျွန်ညာနဲ့တက်တာအဆန်ရောများနေပါလောက်မှလည်းမသိဘူးအဲ့ဒါကျွန်တော်အပြင်ထွက်ကြည့်လာရလာပြလာပြကျွန်တော်ဆိုင်ကမိုင်းတော်မိုင်းရကျွန်တော်ကကြည့်ဟေးမင်္ဂလာပါကိုကြီးရှောင်းမလေးလာပဲပေါ့ဗျာโอเคခဏဆောင်တော့ကျွန်တော်အတွင်းထဲဝင်လာအောင်ဗျာဒီကနေစိတ်ကောက်လန့်တာဟေးခါရောဘာလို့နေရောဟယ်လိုကိုကြီးဟုတ်တယ်ဟုတ်ကဲ့ခဏလေးဗျအားလေးတော့ကိုကြီးဒါလုံးလောက်ဆော့ချက်တာဟုတ်ပြီဟေးဟာငါလည်းဘာမှမလုပ်ရသေးဘူးလေဒီအောင်ကြီးဇွန်မီဟာရာကြီးတီယုံလမ်းလျှောက်ပါသေးလို့လျှောက်သွားတာရောင်ကြီးကြောက်ဖို့ကောင်းလိုက်တာငါဇွန်မီလေကိုကြီးနောက်ကခင်ဗျားတို့ဇွန်မီတကယ်ကြီးနေတယ်ကျွန်တော်စီလွတ်လာအောင်ပဲเนาะကျွန်တော်ရောင်းကောင်းတယ်လို့ကျွန်တော်ဟာလေးစားလို့ကောင်းတယ်လို့ပြောပြရနော်ဒီလိုဒီမှာလေရောင်ကြီးဘယ်လိုကောင်းနေလဲမသိဘူးဟာလာတော့နောက်တော့ခဏလေးရှိုးလောင်မယ်ဒီကနေဒါလူစစ်ဒါကလူစစ်ဟုတ်ပြီဆိုတာတော့ရှင်လို့ရမယ်ဗျာဒါဒီမှာဆိုရတဲ့ကောင်းတော့မှာလားဗျာဟုတ်ရဲ့လားဘေးနော်ကိုကြီးဟုတ်ပြီအဲ့စီဒီဘီရှိုးလိုက်အောင်ဟုတ်ပြီရှင်းပါကားတိုက်ပြီးသေးအောင်မယ်ရှောက်သွားတယ်ထားလိုက်ပါမယ်ဗျာအာရထိုင်ကောင်းပြီဆိုရှင်ဖောက်တယ်ရလာတာပဲရောင်းကောင်းကြပါလားရုပ်ကမသိငါဘူးကြောက်စကလည်းတွင်းလာကပြနေတယ်ဟိုဆိုင်ပိတ်ပြီးပြေးမှာဘာရောဟာဆိုင်ပိတ်ပြီးပြေးမှာရောဖရာကြီးကလာကပြနေတာကြောက်ဖရာကြီးလက်စကလည်းတော့နေရဘိုင်လည်းမရှိဘဲနဲ့လို့လာမှာခဏကျွန်တော်အပြင်မထွက်ပြီးလိုက်ကြည့်အောင်ဆက်နေလာရအောင်ကိုကြီးစကလည်းတော့နေအောင်ကိုကြီးစကလည်းတော့ကိုကြီးစကလည်းတော့ပြောကိုကြီးလန့်တာရောလူပြောင်းသွားတယ်ဒါလူဖြစ်မှာပါဗျာကျွန်တော်သွားရောင်းလိုက်ပါလူဆိုရင်တော့ရောင်းလို့ကောင်းတယ်စကလည်းတော့မှအဲ့နာကနေကျွန်တော်ချခဏကိုခဏလေးမင်္ဂလာပါကိုကြီးခဏလေးတော့ကျွန်တော်ကြည့်တာဟုတ်တယ်ခင်ဗျာလူပြတေးရဗျာ TV မှာပဲပေါ်တာတော်တော်ဆိုးတယ်ဗျာဟုတ်ပြီလောက်ရောက်ကျွန်တော်လည်းဒီမဲ့ကိုရိုက်ဗျဟေးအဲ့လိုတော့ဆိုတာတော့ရှင်နေအောင်ပြီဗျာဒီမဲ့ရိုးကိုရ yes ဒါလေးပေးလိုက်ကျွန်တော်ဒါလေးဒါကြီးလည်းမသုံးရဘူးဒါပါတော့ပိုစတာလေးမိုက်တယ်ဗျာရောဒါဘယ်သူကြီးရောက်ခလက်ဆက်မလေးကမိုက်တယ်ဒီမှာလည်းလက်ဆက်မလေးရတဲ့ပုံမှာဒါပါလေမေနွားနှုတ်ကြုံရတယ်ရောရှေ့ခက်ကကြုံရတယ်လူပါနေဗျာလူပါနေကျွန်တော်ပြင်မထွက်ပြီးလမ်းလေးပါရှောက်လိုက်ပါမလေးဒီလမ်းလေးပါရှောက်ကာ
ကားကြီးကျွန်တော်ဖျက်ပြီးဝင်သွားတယ်မိုင်းရောင်ကြီးဒီမိုင်းတော်တော်ရှိရပြန်မှာမောအောင်ကြည့်မိုင်းလမ်းလေးကောင်မှာဘာလုပ်နေရလဲ baby 断路一，跨过一四年挂多。 မိုင်းဟဲ့ဒီဘုံမှာပြန်နေတာနဲ့တူတွေရောင်ကြီးဒီဘုံပြန်နေဆိုင်ကြီးရတော့ဦးဟာဒီမျိုးကြီးကနေထွက်ပြေးမှရမှာကွာမရတော့ထွက်ပြေးမှရမယ်ဒီမျိုးကြီးကနေထွက်ပြေးပြီကွာရှောင်းမလေးလာလေးကားတိုင်လည်းမသိဘူးကွာအဝယ်နဲ့တကယ်ပြင်လာတာမသိဘူးကွာအားဆိုင်ကဝယ်ရည်ဒီပါဘုမကြီးလည်းဘာမှမတည့်ရနဲ့ကျွန်တော်ကားရလေးမှာပြန်ဝင်ဒီကနေ့တော့ဘာဖြစ်လဲဒီနေ့တော့ကျွန်တော်ရဲ့ဆိုင်ကိုဒီရောတော့နေတယ်ဒီရရင်တော့မမြင်ရဘူးဖြူပါလေဒီကရိုဘော်ရဲ့လူမျိုးနဲ့ဒီပါဒီရတက်ဖို့လေဒီစားဖို့မကောင်းလေကျွန်တော်ဒီနေ့တော့ဒီလောက်ပါခင်ဗျာနောက်နေ့မှာကျွန်တော်တို့ရိုဘော်တွေကဒီရှောင်းမခဲကိုပဲကျွန်တော်ငယ်ငယ်နဲ့တူသွားဆော့ပါဆိုခင်ဗျာအဲ့ဒီရိုဘော်တွေကဂေးကိုဆော့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်နဲ့တူဆော့ကြလို့ရှိရင်ကျွန်တော်ရဲ့ရိုဘော်ကောင်လေးကိုလည်းဒီဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ပေးတာပါခင်ဗျာကျွန်တော်ရဲ့ like ကျွန်တော်ရဲ့အကောင့်လေးကိုလည်းအားလုံးပါအခက်ပေးဖို့လည်းကျွန်တော်တောင်းဆိုပါတယ်ကျွန်တော်ရဲ့အကောင့်ကအသစ်ဖြစ်သွားပြီဗျာဟိုရင်တော့အကောင့်ကကျွန်တော်မသုံးတော့ဘူးအကောင့်ကြီးကကျွန်တော်ပြတ်သွားဖုန်းကဒီရဲ့ကြာသွားပြီဖုန်းလက်သွားတယ်ကျွန်တော်အကောင့်ပြတ်သွားပြီပါတယ်အဲ့တော့ဒီနေ့ရောဒီလောက်ပါခင်ဗျာဒီရဲတွေကလည်းဗာသေးရိုးကြောက်တွေရောဇုံကြီးတွေရောငါလေးရမှာရလည်းမတက်ကြီးရဲ့ဒုက္ခခင်ဗျာဒီလောက်ပါခင်ဗျာအားလုံးပဲတီးဖို့ပြတော့ကျေးဇူးတင်ပါခင်ဗျာဘိုင်ဘိုင်